သမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ CIB Pulse ထိုးဆေးတရိတ်ဆန်များအတွက်တန်ရှင်းသောထိုးဆေး၏ကယ်ဆီယမ်နှင့်ဖော့စဖရက်တက်ချို့တဲ့မှုကိုကာကွယ်ကုသရန်အကျိုးကျေးဇူးများအယိုးဖွဲ့စည်းမှုမပြည့်စုံခြင်း Osteogenesis imperfecta ကိုကာကွယ်ပေးသည်ကယ်ဆီယမ်နှင့်ဖော့စဖရက်တက်ချို့တဲ့မှုကိုကုသပေးသည်သွေးအားနည်းရောဂါအနီမီယာကိုကုသပေးသည်ကြွက်သားများတောင့်တင်းခြင်းညောင်းညာကိုက်ခဲခြင်းများအတွက်ကုသပေးသည်ပါဝင်ပစ္စည်းများဆေး1မီလီလီတာလျှင်အဓိကပါဝင်ပစ္စည်းများကယ်ဆီယမ်ဂလစ်စရွန်ဖော့စဖိတ်40မီလီဂရမ်ကယ်ဆီယမ်9.63မီလီဂရမ်နှင့်ညီမျှသည်အိုင်ယွန်ဂလစ်စရွန်ဖော့စဖိတ်100မီလီဂရမ်အိုင်ယွန်14.53မီလီဂရမ်နှင့်ညီမျှသည်ဗီတာမင် B7 နှင့်ဆိုင်ယာနိုကိုဗလာမင်60.03မိုက်ခရိုဂရမ်ဂုဏ်သတ္တိများကယ်ဆီယမ်ဖော့စဖရက်အိုင်ယွန်နှင့်ဗီတာမင် B7 တို့ကိုဖြည့်စွက်ပေးရန်အသုံးပြုသည်အသုံးပြုရန်ညွှန်းစာကယ်ဆီယမ်နှင့်ဖော့စဖရက်ဇီဝရုပ်ဖြစ်ပျက်မှုမူမမှန်ခြင်းကြောင့်ဖြစ်သောကယ်ဆီယမ်နှင့်ဖော့စဖရက်တက်ချို့တဲ့မှုကိုကာကွယ်ကုသရန်မွေးဖွားချိန်နှင့်မွေးဖွားပြီးကာလအတွင်းယာယီခြေလက်မလှုပ်ရှားနိုင်ခြင်းကြွက်သားများညောင်းညာကိုက်ခဲခြင်းနှင့်လှုပ်ရှားမှုမထိန်းနိုင်ခြင်းတို့ကိုကုသရန်တတဝါများတွင်အယိုးပျော့ရောဂါဖြစ်စေသောအယိုးစီဝါရုပ်ဖြစ်ပျက်မှုများကိုကာကွယ်ရန်ထို့အပြင်အာဟာရချို့တဲ့ခြင်းသို့မဟုတ်သွေးအလွန်အကျွံဆုံးရှုံးမှုကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုကာကွယ်ကုသရန်အသုံးပြုသည့်သားအိမ်ကျွန်းချင်းအပြင်ထွက်ကြခြင်းမဖြစ်အောင်ကာကွယ်နိုင်သည်ဤဆေးကိုနွားမြင်းဝက်နှင့်ဝက်ကလေးများတွင်အသုံးပြုနိုင်သည်ဆေးပမာဏနှင့်အသုံးပြုနည်းသွေးကြောရဲသို့မဟုတ်ကြက်သားရဲသို့မဟုတ်အရေပြားအောက်သို့အာယုံခံဆေးထိုးသွင်းအသုံးပြုနိုင်သည်နွားမြင်းတရိတ်ဆန်တစ်ကောင်လျင်ဆေး15မီလီလီတာမှ25မီလီလီတာကိုတစ်ရက်လျင်တစ်ကြိမ်အသုံးပြုပါဝက်တရိတ်ဆန်တစ်ကောင်လျင်ဆေး3မီလီလီတာမှ10မီလီလီတာကိုတစ်ရက်လျင်တစ်ကြိမ်အသုံးပြုပါဝက်ကလေးတရိတ်ဆန်တစ်ကောင်လျင်ဆေး3.5မီလီလီတာမှ3မီလီလီတာကိုတစ်ရက်လျင်တစ်ကြိမ်အသုံးပြုပါဆေးပမာဏသည်ကိုယ်အလေးချိန်နှင့်ယောဂါ၏ပြင်းထန်မှုအပေါ်မူတည်သည်ဆေးကုသမှုကာလသည်ကုသမှု၏ရလဒ်အပေါ်မူတည်၍သတ်မှတ်သည်ဓာတ်မတည့်မှုလက္ခဏာများအလွန်အမင်းပြင်းထန်သောဓာတ်မတည့်မှု anaphylaxis အသက်ရှူကျပ်ခြင်းသွေးပေါင်ကျခြင်းသွေးကြောများပြန်ရည်ခြင်းပြိုခြင်းဖြစ်နိုင်သည်ပုံမှန်ဓာတ်မတည့်မှုလက္ခဏာများယားယံခြင်းအရေပြားနီရဲခြင်းအင်ပြင်းထခြင်းဆေးထိုးသည့်နေရာတွင်ရောင်ရမ်းခြင်းတို့ဖြစ်နိုင်သည်သတိထားရမည့်အချက်များကြောက်ကပ်မကောင်းသောတရိတ်ဆန်များဤဆေးသည်ကြောက်ကပ်မှတဆင့်ဆွန့်ထုတ်ခံရသောကြောင့်ကြောက်ကပ်မကောင်းသောတရိတ်ဆန်များတွင်အသုံးပြုပါကဆေးပမာဏကိုညှိရန်လိုအပ်ပြီးသတိထားစောင့်ကြည့်ရမည်သွေးကြောရဲသို့အမြန်ထိုးခြင်းသွေးကြောရဲသို့အလွန်အမြန်ထိုးသွင်းပါကသွေးပေါင်ကျခြင်းနှလုံးခုန်နေခြင်းbradycardia တို့ဖြစ်ပေါ်စေနိုင်သည်တိမ်စင်းနှင့်6တွေ့အေးမြသောနေရာတွင်တိမ်စီပါနေအောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တစ်ပိုင်းဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ